ကျွန်တော်ခွန်ရှစ်35ခွန်ရှစ်55ဆက်တွေမှာကျွန်တော်တို့ဒီမှာတိုနာ level เนาะတိုနာ level 0ကျသွားတဲ့ဆက်တွေပေါ့เนาะဝေယန်းရှီကဝယ်တဲ့ဆက်တွေမှာဆိုလို့ရှိရင်တော့ရမယ်အပြင်ကဝယ်တဲ့ဆက်လဲချစ်ပိတ်ထိုင်းတော့ရမယ်เนาะဒီလိုမျိုးကျွန်တော်တို့100ရာခိုင်နှုန်းမဟုတ်ပဲ0တို့10တို့5တို့ကျသွားရင်ကျွန်တော်တို့ဖြည့်ရှင်းနည်းလေးပေါ့เนาะကျွန်တော်တို့0ကို10စက္ကန့်လောက်ဖိထားမယ်0ကို10စက္ကန့်လောက်ဖိပြီးတော့ကျွန်တော်0ကိုမလွတ်ဖဲနဲ့ stack ကိုနှိပ်မယ်0ကိုဖိထားမယ်0ကိုမလွတ်ဖဲနဲ့ကျွန်တော် stack ကိုနှိပ်မယ်ဒီလိုပေါ်လာလိုက်မယ်မပေါ်ရင်တော့နောက်တစ်ခါထပ်နှိပ်ပေါ့เนาะပြီးရင်6ခွန်8 9ပြီးရင်အန်နာပြီးသွားလို့ရှိရင်ကျွန်တော်တို့ mention stack ကိုနှိပ်မယ်ကျွန်တော်တို့ dialog stick ကိုနှိပ်မယ် sorry adjustment ကိုနှိပ်မယ် adjustment တွေကကျွန်တော်တို့ MDC 301 MVN installation ကိုနှိပ်မယ် copy အောင်နှိပ်မယ်ကျွန်တော် user မှာထားမယ် print scan copy initialize ပြင်ကျွန်တော်တို့ close call out exit and reboot သူ့ဘာသူဆက်ပိတ်သွားလိုက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ပြန်တက်လာလိုက်မယ်เนาะအဆင်ပြေသွားလိုက်မယ်เนาะဟုတ်ကဲ့